စစ်တွေမျိုးဘယ်လောက်ထိအရေးပါတယ်လဲစစ်တွေမှာဒေသကွက်ကွယ်ရဲ့စစ်ဌာနရှုပ်ဒါကစားစစ်တွေခလာရ20ခလာရ132ခလာရ190ခလာရ344ခမရ354အင်ဂျင်နီယာတက်အပါဝင်အမြောက်တက်ရေးတက်ရင်စစ်ခုတက်မနေရှိနေပါတယ်ဒါနဲ့အတူနပကတိုင်းမှုနဲ့ပြည်내ကောင်စီဝင်ကြီးချုပ်တင်နေထိုင်ရနေရလဲဖြစ်ပါတယ်ရေးတဲ့အင်အားကောင်းပြီးတော့လက်နက်ကြီးလေကြောင်းဂယုပြူရဖွယ်ရှိပါတယ်တကယ်လို့စစ်ကောင်စီကစစ်တွေတိုက်ပွဲကိုရှုံးနှင်းခဲ့မယ်ဆိုလို့ရှိရင်အေးဟာပထမဆုံးပြည်내မြို့တော်ကိုသိမ်းပိုက်နိုင်တယ်မြန်မာအေးကိုတက်ဖြစ်လာပါတော့မယ်ဒါနဲ့အတူမြို့တော်ကြာဆုံးချင်းဟာပဲတိုင်းပြည်ကြာဆုံးချင်းလည်းဖြစ်ပါတယ်ဒါကြောင့်စစ်တွေမြို့ကိုအေးလက်ထက်ကိုချားရောက်ခဲ့မယ်ဆိုလို့ရှိရင်စစ်ကောင်စီရဲ့နိုင်ငံရေးစစ်ရေးဂုဏ်သိက္ခာရစရာမရှိတော့ပါဘူးနိုင်ငံတကာစီးပွားရေးရင်းနှီးမြှုပ်နှံမှုများလည်းဆုံးရှုံးသွားပါမယ်ဒါနဲ့အတူရခိုင်ပြည်သူတို့ရဲ့နှစ်ပေါင်း240ကျော်အိမ်မက်လွတ်လပ်ရေးအထိအာရခတက်တော်ကကြီးညာဖို့အခွင့်အလမ်းရှိလာပါတော့မယ်အာရခတက်တော်ဟာဒီကနေ့အခါစစ်တွေမျိုးသိန်းတိုက်ပွဲတွေကောင်းမွန်တဲ့မဟာဗျူဟာနေဗျူဟာစစ်တင်နကအတက်ပညာများကိုရှမှတ်ပြီးတော့ကျူးတင်ပြင်ဆင်နေပြီဖြစ်ပါတယ်ထို့စစ်တွေအတွက်အကွာဝေးအတိုင်းတာလိုအပ်ချက်အရေးအတွက်စစ်ရင်အားခွေးချင်းစိတ်ပြသုံးသက်ချက်အင်အားနိုင်ရှင်ဖြစ်မြေပြင်အတားချက်အားနည်းချက်တို့ကိုဖော်ထုတ်ခြင်းလုပ်ထားပါတယ်အဲဒါကြောင့်စစ်တွေတိုက်ပွဲဟာစိတ်ဝင်စားစရာကောင်းနေပါတယ်တောတောင်မရှိပဲတက်ကွန်းထောင်လျှောက်မျိုးစုံနဲ့ခင်စစ်ပြုလုပ်ထားတဲ့မောင်တော်နခခငါမြေပြတိုက်ပွဲကြီးခက်ခဲလာတဲ့တန်တွဲမော်ရှိလေးရေးတဲ့နဘခအဲနိုကိုအနိုင်တိုက်နိုင်တဲ့အာရခတက်တော်အေအေရဲ့တိုက်စွန်းရည်ဟာစစ်တွေစစ်မြေပြင်မှာအဲ့ဒီထက်ထင်ရှားလာနိုင်ပါလိမ့်မယ်ရှုံငုံပြီးတုံးသက်ရမယ်ဆိုလို့ရှိရင်အာရခတက်တော်ရဲ့ရခိုင်ပြည်သိမ်းတိုက်ပွဲကြီးဟာဒီကနေ့အခါနောက်ဆုံးအဆင့်ကိုရောက်ရှိလာပါပြီဒါနဲ့အတူလွတ်လပ်ရေးအထိရင်မဲနိုင်တဲ့စာမိုးဝေးကြီးကိုအင်စာကျင်းညက်ထားတဲ့အာရခတက်တော်ရဲ့စစ်ပါရဂူစစ်သူကြီးတွေရဲ့ခွင့်အားညင်အားတွေကိုလေစောင့်ကြည့်ရအောင်မှာပဲဖြစ်ပါတယ်